ကြီးမင်းတို့ရှာဖွေနေတဲ့ကျွန်တော်တို့တောင်တန်းဖြူလာတီးပင်စားပင်နေနဲ့ကျွန်တော်တို့အေးချမ်းနဲ့ဥယျင်ချမ်းလာဒါမှမဟုတ်ကျွန်တော်တို့ကစမ်းသစ်တဲ့သဘာဝဆန်နဲ့အိမ်လေးရောပါကျင်လာအဲ့ဒီသုံးခုလုံးကိုကျွန်တော်တို့ကမြေနေကအကျယ်ဝန်းပေါ်မှာအခုပဲကျွန်တော်မိတ်ဆွေများအနေနဲ့အပိုင်ဝယ်ယူနိုင်ပါပြီဟုတ်ကဲ့မင်္ဂလာပါကျွန်တော်မာစတာဆက်ပါတောင်ပေါ်ရွာလေးတဲ့ကိုပိုင်ချမ်းလေးနဲ့လိမ်မောဆိုင်ခင်းငယ်ချင်ရတဲ့မင်းနဲ့ခွေးလေးဆိုတော့ကျွန်တော်တို့ကသဘာဝတရားနဲ့ထိတွေ့ခွင့်လည်းရမယ်သဘာဝရဲ့အရာတွေကိုလည်းခံစားလို့ရမယ်ခြံထဲမှာလည်းကျွန်တော်တို့ကတီးပင်စားပင်နဲ့အပြေးအဝဖြစ်နေတဲ့မိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့ကမျိုးပြရဲ့မွန်းကျမှုတွေကြားကနေပြီးတော့မှလွတ်မြောက်ခြင်းသူတွေအတွက်လည်းကိုက်ညီမှုရှိတဲ့နေရာလေးဖြစ်နေပါတယ်ဆိုတော့ကျွန်တော်ယခုလက်ရှိရောက်နေတဲ့ကျွန်တော်တို့နေရာဒေသလေးကပြင်ဦးလင်မြို့ရဲ့မြို့ရှောင်းလန်းကနေပြီးတော့မှကျွန်တော်ဒီခြံကိုရောက်ဖို့ဆိုရင်10မိနစ်တာလောက်မောင်းဝင်လာရုံနဲ့ရောက်ရှိမယ်မြေအကျယ်အနေနဲ့ကျွန်တော်တို့က2ဧကဆိုတဲ့အကျယ်ဝန်းတစ်ခုကိုပိုင်ဆိုင်ထားတယ်ခြံထဲမှာမိတ်ဆွေတို့ရွတ်သမျှကျွန်တော်တို့တီးပင်စားပင်ဆိုပြီးတော့မှအပြည့်ဝလည်းပါရှိနေသေးတယ်လူနေဖို့အတွက်လည်းကျွန်တော်တို့အဆောက်အဦနေနဲ့မြင်ကြီးတဲ့အောက်ထပ်လည်းတစ်ထပ်ပါတယ်ကျွန်တော်တို့ကအပေါ်မှာလည်းကျွန်တော်တို့ကလူနေလို့ရတယ်ဆိုတဲ့အတွက်နှစ်ထပ်ခွဲအဆောက်အဦတာကျွန်တော်တို့ကတစ်သားအိမ်လေးတစ်လုံးနဲ့တိဆောက်ပေးထားသေးရဲ့ဗျရေပါတယ်မီးပါတယ်ကျွန်တော်တို့ solar system ပါတယ်ဆိုတဲ့အတွက်အင်တာနက်မှာကျွန်တော်တို့အဆင်ပြေပြီးတော့မှတင်းတဲ့နဲ့မိတ်ဆွေများကိုကျွန်တော်ပြောခဲ့တဲ့သဘာဝတရားကြီးကိုကျွန်တော်ဒီလိုဖန်တီးခွင့်ရဖို့ဆိုရင်အင်တာနက်မှာကျွန်တော်တို့အချိန်ယူရပါလိမ့်မယ်ကျွန်တော်လွန်ခဲ့တဲ့9နှစ်10နှစ်ကကျွန်တော်ဒီနေရာလေးကိုအယောင်းဝယ်ပြုလုပ်ပေးခဲ့ပူပါတယ်ယခုလက်ရှိပိုင်ရှင်ကိုယ်တိုင်ဝယ်ယူခဲ့ပြီးတော့မှကျွန်တော်တို့မြေပြင်နေနဲ့အသုံးချထားခြင်းမရှိတဲ့အတွက်ကျွန်တော်တို့ပလိန်သီးသန့်အနေထားတစ်ခုကိုယခုလိုဖန်တီးပုံဖော်ထားတာပါကိုကျွန်တော်တို့9နှစ်10နှစ်အချိန်ယူပြီးတော့မှယခုမိတ်ဆွေများမျက်မြင်မြင်တွေ့ရသလိုကျွန်တော်တို့သဘာဝအရာဓာတ်တွေကိုအပြည့်အဝခံစားရဖို့ကိုပိုင်ရှင်ကကျွန်တော်တို့ဖန်တီးပုံဖော်ထားပါတယ်ကျွန်တော်ဆိုလိုတဲ့အိဗယ်တစ်ခုကကျွန်တော်တို့ဒီနေရာကို2ဧကအကျယ်ဝန်းမှာခေါ်ထားတဲ့ဈေးနှုန်းတွေနဲ့ဟာ3,6500ပဲခေါ်ထားတယ်ဒါပေသည်ကျွန်တော်တို့1,6500ဆိုပေမဲ့ကျွန်တော်ဒီလိုခြံဝင်းမျိုးဒီလိုအနေထားမျိုးဖြစ်ဖို့ကို9နှစ်10နှစ်အချိန်ယူရတယ်ဆိုတာကိုကျွန်တော်အနေနဲ့ဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့လည်းစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ Master Set Interview ဆက်သွယ်ပေးပါကျွန်တော်ကိုယ်တိုင်လိုက်လံပြသပြီးတော့မှရှင်းလင်းပြီးတော့ပြောသွားပေးပါမယ်ဗျဆက်လက်ပြီးတော့မှကျွန်တော်ခြံအတွင်းမှာဘာတွေပါသေးလဲဆိုတာကိုလေ့လာသုံးသပ်ကြည့်အောင်အဲ့တော့ကျွန်တော်ခြံရဲ့အတွင်းရဲ့ဖွဲ့စည်းပုံကကျွန်တော်ဝင်ချင်းမှာတော့ကျွန်တော်အဝင်ဘိန်းတကားရှိမယ်ကားပါကင်နေနဲ့ကား450စီအသာလေးထိုးလို့ရတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ခြံရဲ့အောက်ဘက်မှာဆိုရင်ကျွန်တော်တို့ landscaping နေနဲ့ကျွန်တော်ရေတကွန်တွေပါတယ်ပြီးသွားရင်ကျွန်တော်ရေစိမ်နဲ့ကန်တွေပါတယ်ရှောက်လန်းတွေပါတယ်တော်တော်ကြီးကိုပြည့်ပြည့်စုံစုံကိုစိတ်ကူးရင်ထားတာဗျအဲ့တော့ကျွန်တော်ကိုယ်တိုင်လှုပ်ကြည့်မယ်ဆိုရင်တော့မှကျွန်တော်ဒီလိုဖြစ်ဖို့ဆိုရင်တော်တော်ကြီးကိုအချိန်ယူပြီးတော့မှမိမိရဲ့အချိန်တွေရောငွေတွေရောပေးဆက်ပြီးတော့မှသာကျွန်တော်ဒီလိုခြံမျိုးဖြစ်လာပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့အခုပြောတဲ့ဈေးနှုန်းဒီကျွန်တော်မိတ်ဆွေများအတွက်အင်တာနက်ကိုတင်းမျှတတဲ့ဈေးနှုန်းတစ်ခုဆိုပြီးတော့မှညှို့ဆိုပြရသည်အိမ်တွင်းရဲ့ကျွန်တော်တို့ဖွဲ့စည်းပုံအနေနဲ့ဟာကျွန်တော်တို့အသားကိုချိုင်းနဲ့တက်တဲ့သူဆိုရင်တော့ကျွန်တော်တို့ကျွန်းတို့တမလန်းတို့နဲ့တကယ်ကိုစနစ်တကျဖန်တီးထားရဗျဒါကကျွန်တော်တို့အေကန်းရဲ့အနေထားအေကန်းပြီးသွားပြီဆိုရင်ကျွန်တော်တို့အခန်းဖွဲ့စည်းပုံအနေနဲ့ကျွန်တော်တို့ Master Bedroom ကြီးပဲကိုကျွန်တော်တို့အခန်းကျယ်ကျွန်တော်တို့က3ခန်းပါရှိရပြီးသွားရင်ကျွန်တော်တို့အောက်ထပ်မှာလည်းကျွန်တော်တို့လူနေလို့ရတဲ့ကုပြည့်အကျယ်ကြီးပါမယ်ကျွန်တော်တို့ဝန်ထမ်းနေဖို့အတွက်အခန်းတစ်ခန်းပါမယ် kitchen dining ရဲ့ကျွန်တော်တို့ area ပါမယ်တကယ်ကိုသဘာဝဆန်ဆန်လေးနဲ့နေခြင်းစွဲဖြစ်အောင်ကိုဖန်တီးထားရဗျဒါကကျွန်တော်တို့ရှောက်လန်းလေးနဲ့အပြင်ဘက်ရဲ့ကျွန်တော်ဝရဏရဲ့အနေထားပါနုပညာဆန်ဆန်နဲ့ကျွန်တော်တောရတာလေးကိုလည်းခံစားရမယ်ဗျအဲ့တော့အစင်သင်းကျွန်တော်မိတ်ဆွေများအနေနဲ့အလက်ကိတ်ဆွဲပြီးတော့မှတန်းပြီးတော့လာရောက်ပြီးနေထိုင်လို့ရတယ်မိမိအိတ်ခမ်းထဲရပဲကြည်မိမိရဲ့ကျွန်တော်တို့မိဖို့ကြောင်ကပဲကြည်သဘာဝတောင်တန်း view တွေကိုကျွန်တော်မိတ်ဆွေများအနေနဲ့မြင်တွေ့ခွင့်ရပါမယ်အဲ့တော့ကျွန်တော်တို့အောက်ဘက်ကပဲထွက်ကျွန်တော်တို့အပေါ်ကပဲထွက်ကျွန်တော်တို့ရေစိမ်နဲ့ကန်တွေပါမယ်ရေတကွန်တွေပါမယ်ကျွန်တော်တို့အလှပန်းမင်းတွေကိုမြင်တွေ့ခွင့်ရမယ်ကျွန်တော်အကြိုက်ဆုံး view ကိုပြောပါဆိုရင်တော့မိတ်ဆွေတို့ဟိုးရှိမှမြင်တွေ့ရတဲ့သဘာဝတောင်တန်း view ကိုတဆုံကျွန်တော်တို့မြင်တွေ့ခွင့်ရတာပါယခုရောင်းချပေးတယ်ကျွန်တော်ဒီအိမ်လေးမှာမိသားစုနဲ့အချိန်ပေးပြီးတော့မှအေဂျင့်နဲ့ဘဝလေးကိုဖန်တီးပုံဖော်လို့ရပါတယ်ကျွန်တော်မှလည်းအိမ်မက်တစ်ခုရှိပါတယ်ကျွန်တော်ဒီလိုလေးဖန်တီးဖို့အတွက်ကို
ကျွန်တော်အနေနဲ့အများကြီးပြင်ဆင်ထားပါတယ်မိတ်ဆွေတို့အနေနဲ့လည်းကျွန်တော်ဒီ channel လေးကို ready made ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ master set interview ဆက်သွယ်ပေးပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ